ခင်ဗျားတို့ကိုစုနဲ့ကိုမဟုတ်ထဲနဲ့ခင်ဗျားစုဘလောက်ခွဲနှစ်ခင်ဗျားတို့ခွဲနှစ်မှာဟုတ်ပဲပြောမလားဒီပါဗျာအေးခင်ဗျားတို့ကိုဝိုင်းခွဲနှစ်ကိုစုတစ်နှစ်ခွဲလိုက်ဒီစုတစ်စုနဲ့စုနဲ့ခွဲလိုက်ဟုတ်ကဲ့ဒီစုတစ်လောက်လိုက်နော်ဟုတ်ကဲ့စုနှစ်လောက်လိုက်ဟုတ်ကဲ့အေးခင်ဗျားစုနေတဲ့ဆောင်လိပြီးပါလေဒီတော့ကြည့်တော့တယောက်ခေါ်တော့တက်တီအနေနဲ့တယောက်ခေါ်တော့အေးဒါတယောက်ခေါ်ပါမိုက်ရှိတာတော့ကြည့်ခင်ဗျားဘုရုစုနေအောင်တော့ကြည့်ဟုတ်ခေါ်တော့တယောက်တော့ခင်ဗျားတို့စုကတယောက်တက်တီခေါ်သွားလိုက်သူတို့နေရာတော့ကြည့်ရောဒီတော့ဟာအဲ့ဒါမင်းဘယ်နေရာပြီအဲ့တော့ခင်ဗျာအေးမင်းတို့ဆောင်ထပ်ဆောင်လူနေရမလားဟုတ်ကဲ့ဒီတော့မင်းတက်တီတယောက်ခေါ်တော့ခင်ဗျာတက်တီတယောက်ခေါ်တော့ဒီနေ့လူလိုက်ကြည့်တော့မရှိဘူးဘယ်ကလမ်းရော